လွန်ခဲ့တဲ့ဆဲစုနှစ်တစ်ခုကျော်လောက်ကမန္တလေးနဲ့ပြင်ဦးလွင်ကိုသွားတဲ့လမ်းဟောင်းဟာအခုလိုမီးတွေမလင်းလမ်းတွေမကောင်းသေးပဲတောအုပ်တွေကြားထဲကဖြတ်သွားရတဲ့လမ်းကျဉ်လေးပါအဲ့ဒီအချိန်ကကုန်းတင်ကားမောင်းတဲ့ဦးလေးကြီးတယောက်ဟာညစ်နက်သန်းခေါင်ပြင်ဦးလွင်ကနေမန္တလေးကိုကားတစ်စီးနဲ့ဆင်းလာခဲ့ပါတယ်လမ်းတစ်ဝက်ရောက်တဲ့အခါရှေ့မှာ light truck ကားဖြူတစ်စီးအနှေးလေးမောင်းနေတာကိုတွေ့လိုက်ရတယ်လမ်းကကျင်းတော့ကြော်တက်ဖို့ခေးရင်းနေတာနဲ့အနောက်ကနေပဲကတ်လိုက်ရခဲ့တယ်။အနောက်ကနေလိုက်လာရင်ဦးလေးကြီးလည်းရုတ်တရက်တတိထားမိတာတွေကကားကမောင်းနေပေမဲ့စက်တန်လုံးဝမကြားရဘူး။ကားအနောက်မီးတွေကလည်းလုံးဝမလင်းဘူး။ကားနောက်ခန်းထဲမှာလူတစ်ယောက်ထိုင်နေတာကိုမြင်နေရပေမဲ့အဲ့ဒီလူကကြောက်ရွံ့လို့ငြိမ်နေပြီးခေါင်းကိုအောက်ဆိုင်ထားတယ်။ဦးလေးကြီးလည်းစိတ်မရှိတာနဲ့ဟွန်းကိုတရက်ဆိုင်တီးပြီးကြော်တတ်ဖို့ကြိုးစားတယ်။အကွေ့တစ်ခုအရောက်မှာကားဖြူကြီးကလမ်းဘေးကိုနည်းနည်းကပ်ပေးသွားလို့ဘေးချင်းရှင်ကြော်တက်လိုက်တဲ့အချိန်ဦးလေးကြီးကားတပင်းပေါက်ကနေလှမ်းကြည့်လိုက်မိတယ်။အဲ့ဒီမှာမြင်လိုက်ရတာကကားမောင်းသူနေရာမှာဘယ်သူမှမရှိပဲစတီယာရင်းကအလိုလိုလဲနေတာပါ။ပိုကြောက်ဖို့ကောက်တာကကားနောက်ခန်းမှာငုံနေတဲ့လူကထီထီချင်းခေါင်းမော့လာပြီးဦးလေးကြီးကိုစိုက်ကြည့်လိုက်တဲ့အခါမှာတော့သူ့မျက်နှာမှာမျက်လုံးနှာခေါင်းပါးစပ်ဘာမှမရှိပဲချောမော့နေတဲ့အသားပင်ကြီးပဲဖြစ်နေတာကိုမြင်လိုက်ရပါတယ်။ဦးလေးကြီးလည်းကြောက်လန့်တကြားနဲ့လီဘာကိုအကုန်နင်းပြီးမောင်းပြေးခဲ့မန္တလေးမြို့ထဲရောက်လို့နောက်ကြည့်မှန်နဲ့ပြန်ကြည့်လိုက်တဲ့အခါအနောက်မှာဘာကားမှမရှိနေတော့ပါဘူးမှတ်ချက်အဲ့ဒီလမ်းပိုင်းမှာအရင်ကကားမောက်ပြီးတေဆုံးခဲ့တဲ့မိသားစုတစုရှိခဲ့ဘူးတယ်လို့ဒေသခံတွေကပြောကြပါတယ်အခုထိလည်းညစ်နက်တန်းခေါင်အဲ့ဒီလမ်းမှာကားတစ်စီးတည်းမောင်းရင်အဖိုလိုက်ပေးခဲ့တဲ့ကားဖြူကြီးအကြောင်းကိုကားသမားဟောင်းတွေပြောလို့ရှိကြပါတယ်နောက်ထပ်ဒါမျိုးဖြစ်ရမှန်ဇလန်းလေးတွေနားထောင်ခြင်းတယ်ဆိုရင် like and follow လေးလုပ်သွားပေးကြပါဦး